ကဲအနောက်ဘောကင်အခြေခံစကားပြောအပိုင်း16ကနေပြန်လဲကြိုးဆိုပါရယ်သပင်ချီထားပါကဗုဒ္ဓနှစ်ခုနော်ကဗုဒ္ဓချီထားပါနှစ်ခုနော်တင်းရဲ့သပင်ကိုကဗုဒ္ဓနှစ်ခုနော်မင်းသပင်ချီထားပါလမ်းဖြတ်ကူပါခန်ထိဖောတာနော်ခန်ထိဖောတာနော်ခန်ထိဖြတ်ကူသည်ဖောတာလမ်းခန်ထိဖောတာနော်ကျွန်တော်လက်ကိုကင်ထားပါဖောင်ထရက်စုနော်ဖောင်ထရက်စုနော်ဖောင်ထကင်ထားသည်ရက်စုကျွန်ုပ်ရဲ့လက်စိတ်ရှိရှိထားပါဖိုက်ထနတဆဆဖိုက်ထနတဆဆဖိုက်ထထားပါနတတင်းရဲ့စိတ်ကိုဆဆဆိုတာကစိတ်ရှိရှိပြောတာနော်ဖိုက်ထနတဆဆဒါမှမဟုတ်လို့ရှိရင်လည်းအောက်ကီနတဆဆအောက်ကီနဲ့ဖိုက်ထနဲ့ကအတူတူပဲပေါ့နော်ထားပါနှစ်အလက်ကိုစောင့်ပါခို့နအဝံနော်နှစ်အလက်နအဝံခို့ဆိုတာကစောင့်တယ်နော်ခို့နအဝံနော်နှစ်အလက်ကိုစောင့်ပါငါ့ကိုပေးပါမိုက်အီယာဒါမှမဟုတ်လို့ရှိရင်ဖီလန်အီယာမိုက်အီယာဖီလန်အီယာကြိုက်တာကိုပြောလို့ရတယ်ရံမဖြစ်ကြနဲ့ဘာထိတ်လို့သားလကြီးဘာထိတ်လို့သားရံဖြစ်ကြတယ်ဘာထိတ်လို့သားလကြီးရံမဖြစ်ကြနဲ့ကဲဟုတ်ပြီဒီနေ့ဝင်ရပေးခြင်းတဲ့အနောက်ပိုးကင်အခြေခံစကားပြောကတော့ဒီလောက်ပဲเนาะအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်စကုတ်စတာကိုဒီကွာလောListen